င်္ဂလာပါရှင်ဒီကနေ့မှာတော့ဆီယာမနွယ်နီကန်ဝင်းနဲ့ဆီယာမကေတီကန်ဝင်းတို့ရေးသားထားတဲ့တီတီပြောတဲ့စွမ်းအားပြည့်ပုံမြင်များစာအုပ်ထဲကစွမ်းအားရှင်မြင့်မလေးမိဖြူရဲ့ပုံမြင်လေးကိုမမကပြောပြပေးသွားပါမယ်ဒီကြောင်းလေးကိုတော့ကတ်တွန်းတီဟာစကန်တစ်ကတရုပ်ဖော်ပေးထားတာပဲဖြစ်ပါတယ်စွမ်းအားရှင်မြင့်မလေးမိဖြူတခါတော့ကတောထဲမှာတကိုယ်လုံးဆွဆွဖြူနေတဲ့မိဖြူဆိုတဲ့မြင့်မလေးတစ်ကောင်ရှိတယ်မိဖြူကြီးလာတဲ့အခါတခြားမြင်းတွေထက်ခွန်အားပိုကြီးတဲ့ပြင်ခေါင်းပေါ်မှာလည်းဂျိုးလေးတစ်ခုအပိုပါလာသေးတယ်။တောရဲကတချို့မြင်းတွေကသူတို့နဲ့မတူပဲဂျိုးအပိုပါလာတဲ့မိဖြူကိုကြည့်ပြီးမိဖြူကနွားနဲ့တူတယ်လို့စကြတယ်။ဒီလိုဝိုင်းစားကြရင်မိဖြူကစိတ်မကောင်းဖြစ်တာပေါ့။မိဖြူလေးရဲ့မေမေကတော့မိဖြူဟာသူများနဲ့မတူပေမဲ့ကိုယ်ပိုင်အလှရှိပြီးတော်ရဲမြင်းမလေးပါလို့ပြောပြပြီးအပိတတ်တယ်။ဒီလုံးနဲ့တရက်မှာမိဖြူတို့နေတဲ့တောအုပ်ထဲကစမ်းချောင်းလေးဟာရုတ်တရက်ရေတွေခန်းချောက်သွားတယ်။တောရဲကတရိษံတွေလည်းတောက်စရာရေမရှိတော့ရေငတ်ပြီးမော်ပန်းဆာလောင်နေကြတာပေါ့။ဒါအောင်မြင်တဲ့အခါမိဖြူလေးကစမ်းချောင်းလေးတိုင်းကစုံပေါက်ပြေးရင်ဘာလို့ရေခန်းသွားတာလဲလို့လိုက်ကြည့်လိုက်တယ်။တနေရာရောက်တဲ့အခါစမ်းချောင်းလေးတွေကစီးနေတဲ့ရေထွက်ပေါက်လေးကိုကြောက်တုံးကြီးတတုံးကပိတ်ဆို့နေရကိုသူတွေးလိုက်ရတယ်။မိဖြူလေးလည်းသူ့မှာရှိတဲ့အားကုန်သုံးပြီးကြောက်တုံးကြီးကိုသူ့ဂျိုနဲ့ထိုးကော်ဖဲထုတ်ပစ်လိုက်တယ်။ဒီတော့ရေထွက်ပေါက်ပြန်ပွင့်သွားပြီးစမ်းချောင်းလေးတွေရေတွေပြန်စီးလာတာပေါ့။စမ်းရည်ပြန်စီးလာတော့တောထဲကတရိษံလေးတွေလည်းစမ်းရည်အေးအေးလေးကိုပြန်တောက်ခွင့်ရသွားတယ်။ရေဘေးကလွတ်သွားတဲ့တရိษံလေးတွေကစွမ်းအားရှင်မြင့်မလေးမိဖြူကိုဝိုင်းပြီးကျေးဇူးတင်ကြတာပေါ့။မိဖြူလေးလည်းသူ့မှာရှိတဲ့ခွန်အားသူ့ရဲ့ဂျိုလေးတွေကိုအသုံးချပြီးအားလုံးကိုကူညီပေးနိုင်လို့ပျော်ရွှင်သွားတဲ့ကွယ်ကဲဒီနေ့မှာတော့တတမီမီတို့ကိုစွမ်းအားရှင်မြင့်မလေးမိဖြူရဲ့အကြောင်းကိုမမကပြောပြပေးခဲ့တာပဲဖြစ်ပါတယ်နောက်ထပ်စိတ်ဝင်စားဖို့ကောင်းတဲ့အကြောင်းလေးတွေကိုအများကြီးပြောပြပေးသွားမှာမလို့မမရဲ့ YouTube Channel လေးကို Subscribe လုပ်သွားပေးအောင်နော် Facebook ကနေကြည့်ရှုတဲ့ကလေးလေးတွေကတော့ Like and Share လေးလုပ်ပေးဖို့မမေ့ပါနဲ့နော်